မင်္ဂလာပြင်စင်3ရက်အလိုကသူတို့သမီးကစတော်ဘယ်ရီနဲ့မတည့်ဘူးလို့လက်ထောက်ကပြောခဲ့ပေမဲ့အခုဇနီးကစတော်ဘယ်ရီကိတ်ကြိုက်နေလို့တထေးကြီးကဇနီးအတူမှရိတ်မိသွားပါတယ်ဒါပေမဲ့သူကမဖော်ထုတ်ခဲ့ပါဘူးတကယ်တော့လက်ထက်ရမယ့်သူကအဲ့ဒီမိန်းကလေးရဲ့အမဖြစ်သူပါဒါပေမဲ့မင်္ဂလာပွဲမစခင်အမဖြစ်သူထွက်ပြေးသွားတဲ့အတွက်အကြက်ရိုက်သွားတဲ့မိဘတွေကညီမဖြစ်သူကိုခိတ္တအစားဝင်ပေးဖို့တောင်းဆိုခဲ့ပါတယ်အမကိုပြန်ရှာတွေ့ရင်လူချင်းပြန်လဲဖို့စီစဉ်ထားတာမို့မိန်းကလေးလည်းမတက်တာပဲမင်္ဂလာစင်မြင့်ပေါ်တက်ခဲ့ရပါတော့တယ်အမျိုးသားကပြင်ဆင်ထားတဲ့လက်ထက်လက်စွပ်ကိုစွတ်ပေးဖို့လုပ်ပေမဲ့ဘယ်လို့မှစွတ်လို့မရဖြစ်နေပါတယ်။ကောင်မလေးကလည်းအစားကောင်းနေစားပြီးဝလာလို့ပါဆိုပြီးရှင်းပြရင်လက်စွပ်ကိုလက်တန်းမှာပဲစွတ်လိုက်ပြီးဒီလိုအသေးဖွဲလေးတွေကိုစိတ်မပူဖို့ပြောလိုက်ပါတယ်။ကံကောင်းလို့မင်္ဂလာပွဲအဆင်ပြေသွားပေမဲ့ညကျတော့သူမှပြန်ဆိုးရင်လာတယ်။ခဲအုံနဲ့အတူမအိတ်ချင်လို့ယာဒီလာနေတယ်လို့ပြောလိုက်တော့သူကတခြားညူကြီးတစ်ခွက်ယူလာပြီးခဲ့တယ်။ဒါကိုကြည့်ပြီးဒီခဲအိုကတော်တော်အလိုက်တိတာပဲလို့သူမှထင်သွားမိတယ်။သူလေးကရင်တစ်ဖက်မှာအုပ်လိုက်ပြီးမနဲ့နိုးတော့ကောင်မလေးကသူ့အပေါ်ရောက်နေတာပါချစ်စရာမျက်နှာလေးကြောင့်သူရင်ခုန်သွားတယ်လို့ထာဝမြင်နဲ့ကောင်မလေးကလည်းလန့်သွားခဲ့ပါတယ်။မနဲ့စာစားပြီးလိုက်ပို့တဲ့အခါသူကအလုတ်လိုက်ပို့ပေးမယ်ပြောလို့အမဖြစ်သူရဲ့အလုတ်ယူတဲ့အချင်းကိုသတိရပြီးကားပေါ်မလွဲမရှောင်တာတက်စီလိုက်ရတယ်။ညအိတ်ခါနီဘိုက်စာလို့ခောက်ဆွဲပြုတ်ပြုတ်စားမယ်လို့တော့လေသူကချမ်းဖူလုံးဝမစားလို့အိမ်မှာမရှိဘူးတဲ့လေ။ပြီးတော့ကောင်မလေးကခောက်ဆွဲချောက်ကိုယ်တိုင်ပြုတ်ကျွေးတော့တလုတ်စားယုံနေတဲ့ကောင်းလုံးလို့သူချီးကျူးလိုက်တယ်။စုပ်စားရင်ပိုကောင်းနေလို့ကောင်မလေးကပြောပြတဲ့အခါသူကဒီဇနီးအတူလေးကိုပိုတောင်ချစ်ဖို့ကောင်းနေလို့ခံစားမိသွားပါတယ်။သူကနန်းဖို့ပြင်ပေမဲ့ကောင်မလေးကချက်ချင်းရှောင်လိုက်တယ်။အဲ့ဒီနေ့မှာပဲတငယ်ချင်းအရင်ကမွေးနေပွဲဖိတ်လို့နောက်နေ့မနက်စာစားရင်ညဘက်အပြင်ထွက်ဖို့ဘာစင်ကြေပေးရမလဲဆိုတာပဲကောင်မလေးစဉ်းစားနေတော့တာပေါ့။အဲ့ဒီချိန်မှာအမျိုးသားကအလုပ်ကိစ္စနဲ့အချိန်ပိုဆင်ရမယ်ပြောတော့ကောင်မလေးကပျော်သွားလို့မိသားစုကကြောင်သွားကြတယ်။သူကယောက်ျားရဲ့အောင်မြင်မှုအတွက်ဝမ်းသာတာလို့လှည့်ပြောလိုက်တော့ရောက်ခမကတော့ချွေးမကောင်းလေးလို့ချီးကျူးလိုက်သေးတယ်။ဒါပေမဲ့အဲ့ဒီညမှာပဲကလပ်တစ်ခုမှာကောင်မလေးကိုသူပြန်တွေ့လိုက်ရပါတယ်။သူကသူ့အနံသူရဲ့ရင်ဖွင့်ပွဲကိုကူညီဖို့ရောက်လာတာပါ။အဲ့ရီစားကလည်းသူ့တငယ်ချင်းရင်းဖြစ်နေပြီးသူကတော့ဒီလူရောက်နေမှမသိပဲတငယ်ချင်းအတွက်ယောက်ျားလေးမော်တဲ့အုပ်စုကိုစီစဉ်ပေးထားတာပါရုတ်တရက်ဝန်ထမ်းကတစ်တာကြီးတစ်ခုတွန်းလာပြီးဖွင့်လိုက်တော့သူမကိုသဘောကျနေတဲ့သူဖြစ်နေပါတယ်တငယ်ချင်းကပူးပေါင်းထားတယ်ထင်ပေမဲ့သူမညင်းနေတော့မှပဲခင်မွန်းဖြစ်သူရောက်လာပြီးမေးလိုက်တဲ့အခါသူမချက်ချင်းထိတ်လန့်သွားပါတော့တယ်